လူမိုက်လူလိမ္မာရွဲကုန်တဲ့နှစ်ဦးဤပဒကဘာမှနောက်ကျောင်းပြန်၍ရေတွက်သော၅ခုမြောက်ကဘာ၌ဖျားလောင်းသည်တေရီဝတိုင်းတွင်ရွဲကုန်သည်ဖြစ်ခဲ့လေသည်လောဘကြီးသောရွဲကုန်သည်အဖော်တယောက်လည်းရှိသေးသည်သူတို့နှစ်ယောက်သည်နီလဝါဟမြစ်တစ်ဖက်ကမ်းရှိအယိထပူရာမြို့တွင်ရွဲများရောင်းလေးရှိသည်သူရက်ကွက်ကိုရက်ကွက်သူရောင်းရမည်လန်းကိုရောင်းရမည်လန်းဟူ၍ဈေးကွက်ကိုခွဲခြားထားကရောင်းကြသည်တဦးဈေးကွက်တွင်တဦးကအလင်းဦးစွာဝင်မရောင်းရရောင်းလိုသောဈေးကွက်ပိုင်သူရောင်းချပြီးနောက်မှသာဝင်ရောင်းနိုင်သည်ထိုအရွေပူရမြို့တွင်အထက်ကြီးပြက်မြေးပွားနှစ်ယောက်ရှိသည်သူတို့တွင်တထေးကြီးသုံးခဲ့သည့်ရွှေခွက်ကြီးတစ်ခုကျန်နေသည့်ခြေတို့ဖြင့်မဲညစ်နေသည်တနေ့တွင်မြေးမငယ်သည်လောကသားရွဲကုန်တဲ့ထံမှရွဲတလုံးဝယ်ရန်တံမိုးဖြင့်ထိုခွက်ကိုပေးသည်လောကသားရွဲကုန်သည်ဆွတ်ဖင်ကိုအဖျားဖြင့်ချစ်ကြည်ရာရွှေခွက်ဖြစ်ကြောင်းကိုတီး၍အခမဲ့သာရယူလိုသဖြင့်ဒီခွက်ကြီးဘာမှအသုံးမတည့်ဘူးဟုဆိုကာခွက်ကိုလွှင့်ပစ်ခဲ့ပြီးထွက်သွားခဲ့လေသည်ထိုလန်းသို့ဖျားလောင်းရွဲကုန်တဲ့ဝင်လာသောအခါမြေမလေးသည်ထိုခွက်ဖြင့်ပင်ရွဲလိုက်ဝယ်ပြန်သည်ဖျားလောင်းသည်ရွှေခွက်ဖြစ်ကြောင်းကိုတီး၍နှမငယ်ဤခွက်သည်ရွှေဆွဲဖြစ်သည်အဖိုးတသိန်းထိုက်တန်သည်အဖိုးတသိန်းထိုက်သည့်ရွဲများကျွန်ုပ်တွင်မပါဟုဆိုသည်တို့တိုင်မြေးဖွားနှစ်ယောက်ကလက်မလျှော့ရွဲတလုံးများရလျင်ကျေနပ်ပြီဟုဆိုသည်တို့ဖြင့်ဖျားလောင်းသည်ပါလာသည့်ငွေသား900နှင့်900ပင်တန်ဖိုးရှိသည့်လက်ကျန်ရွဲများကိုပေးခဲ့ပြီးရွှေခွက်ကိုယူလာခဲ့လေသည်လောဘသာရွဲကုန်သည်ပြန်ရောက်လာသောအခါစောစောကခွက်စုပ်ကိုပေးရွဲတလုံးပေးခဲ့မည်ဟုပြောတဲ့မြေးဖွားကရွှေခွက်ကိုအခြားတစ်ယောက်အားရောင်းလိုက်ပြီးဟုပြောလိုက်သည်လောဘသာရွဲကုန်သည်အဖိုးတသိန်းတန်ရွှေခွက်ကြီးနှင့်လွဲရလေပြီးဟုသောတောကဖြင့်တတိမော့မျောသွားရလေသည်တတိပြန်ရသောအချိန်တွင်ပါလာသည့်ငွေနှင့်ရွဲများကိုအိမ်ရှိတွင်လွင့်ပစ်ခါဖျားလောင်းရွဲကုန်သည်အားရိုက်တက်ပြီးရွှေခွက်ကိုလူယူရန်ချိန်ခွင်ရိုးကိုကိုင်းကအပြေးလိုက်သွားလေသည်သူမြစ်စိတ်ရောက်ချိန်တွင်ဖျားလောင်းရွဲကုန်သည်ကုတို့လေးစီး၍မြစ်လေကိုကြော်ကာတစ်ဖက်ကမ်းနှင့်နီးကပ်နေပြီဖြစ်သည်ထို့ကြောင့်လောဘသာရွဲကုန်သည်တသိန်းတန်ရွှေခွက်ကိုလက်လွတ်ဆုံးရှုံးရပြီဟုသိကာခဏတွင်ပင်တွေးပွက်ပွက်အံပြီးအသက်ကုန်ခြင်းသို့ရောက်လေသည်